မှာထွက်တဲ့ဝဘိုးမြစ်ဆိုရင်မြစ်ထဲမှာတော့အကောင်းဆုံးပေါ့မိုးဦးချိန်မှာပေါက်တဲ့ဝဘိုးကပို့ပြီးတော့ချို့တယ်ဒါနှုတ်လည်းနှုတ်တယ်မြစ်ဆိုတာမြန်မာလူမျိုးတွေနဲ့လုံးဝမစိမ့်တဲ့ဟာတွေပေါ့အထူးသဖြင့်မိုးဦးရာသီရောက်ရင်မြစ်တို့မှုတို့ဆိုတာဒါကျွန်တော်တို့ဒါ exciting ဖြစ်တဲ့အချိန်ကာလပေါ့စပူဘူးတွေနဲ့ဆိုရင်ကလေးတွေအယုတ်ရတယ်လို့ပေါ့ဒီလိုမျိုးဦးပြပြရတဲ့ချိန်ကြရင်ကလေးတွေအယုတ်တစ်ခုရရင်ပျော်တယ်လို့မျိုးပေါ့ကျွန်တော်မန်နူးထဲမှာစထည့်တော့မယ်တလားခွဲပဲကျွန်တော်ထည့်တယ်ဒီမိုးဦးမှာထွက်တဲ့ဒီဝဘိုးမြစ်ရဲ့နုနုလေးသူ့ရဲ့အချိုသက်အကောင်းဆုံးချိန်မှာပဲကျွန်တော်သုံးတယ်ကျန်တဲ့ချိန်ကျွန်တော်မသုံးဘူးညာစီမှာဝယ်တာပေါ့ဝယ်တဲ့ခါကျတော့ခုစီရောက်တဲ့ချိန်မှာရက်တွေကြာတာတို့ဘာလို့ဆိုတော့သူ့ရဲ့ texture ကပျောက်သွားတယ်သူ့ရဲ့အချိုသက်ပျောက်သွားတာတွေပါလို့ကျွန်တော်ဆိုရင်ကျွန်တော်ဒီဝဘိုးကိုဒီ channel မှာကျွန်တော်စစိုက်တာ3နှစ်ဖြစ်တဲ့ချိန်မှာဒါကျွန်တော် channel ကနေထွက်တဲ့ဝဘိုးကိုဒါဒီနှစ်မှာပထမဆုံးကျွန်တော်သုံးရတယ်ထွက်လာတဲ့ချိန်မှာလက်ဆက်ဖြစ်တဲ့လေရှင်းပြောရခွန်ခွာတာတွေချို့ process ကိုဒီ channel မှာပဲကျွန်တော်လုပ်သွားလောက်ရချိန်ညဆိုင်ရောက်တဲ့ချိန်ညကျွန်တော်တန်းပြီးတော့ prep လုပ်တယ်ဆိုတော့အဓိကသူ့ရဲ့fresh neck ကိုအကောင်းဆုံးအနေထားမှာပဲကျွန်တော်တို့ကသုံးဖို့ပေါ့နော်